လက်ရှိနာမည်ကြီးနေတဲ့သတင်းကတော့အေဂျင့်မောင်ရုပ်ရှင်တကားရရင်အမှုပညာကြီးတိမ့်တထောင်ယူတယ်ဆိုတဲ့ကိစ္စပဲဖြစ်တယ်။ဟာတာကားတွေရိုက်တဲ့ဒရိုက်တာပြည်ဟိန်းတီဟာကိုတော့အားလုံးသိကြလိမ့်မယ်လို့ထင်ပါတယ်။ဒရိုက်တာပြည်ဟိန်းတီဟာကအခုလက်ရှိမြန်မာပြည်ကနေထွက်ပြီး US မှာနေနေတယ်။ဒရိုက်တာပြည်ဟိန်းတီဟာကအမှုပညာလောကထဲကအမှုပညာသမားတယောက်ပြီးတယောက်ရဲ့အကြောင်းတွေကိုပွဲဖြစ်တိုင်းပြောပြနေသူတယောက်ပဲဖြစ်တယ်။သူပြောတာကအမှုပညာလောကကိုစားချင်နေတာလို့လည်းပြောတယ်ဒီနေ့မှာတော့ဒရိုက်တာပြည်ဟိန်းတီဟာကအေဂျင့်မောင်ကိုမနေ့တနေ့ကမှမင်းသားလုပ်တဲ့ပြီးတော့အကယ်ဒမီတန်းရတဲ့အဲ့ဒီသူရဲ့အမှုပညာကြီးကစီနီယာမင်းသားမင်းသမီးတွေကိုကြော်ပြီးရုပ်ရှင်တကားရိုက်တိမ့်တထောင်ယူတယ်ဆိုပြီးပြောပြလာခဲ့တာဖြစ်တယ်အမှုပညာလောကဆိုတာကခေါင်းဆောင်မင်းသမီးမင်းသားတွေကိုသာနေရာပေးကြပြီးလူချမ်းတွေဇက်ပိုးစရံတွေကြရင်နေရာမပေးချင်ကြဘူးနှိမ်ညင်ကြတဲ့လူရမသွင်းချင်ကြဘူးခေါင်းဆောင်မင်းသားမင်းသမီးတွေကိုကြရင်တိမ့်ထောင်ပေးပြီးငှားဖို့လည်းဝင်မလေးကြဘူးဒါပေမဲ့ဇက်ပိုးစရံလူချမ်းတွေကိုကြရင်တက်သိန်းလောက်တောင်မပေးချင်ကြဘူးဒီလူချမ်းတွေဇက်ပိုးစရံနေဆိုတာကလည်းအမှုပညာအလုပ်ကိုလုပ်နေတယ်ဆိုတာကသူတို့ဝိုင်းရထက်ကိုသူတို့ရဲ့အသွေးအသားထက်ကဒီအမှုပညာအလုပ်ကိုဝါသနာပါလုံးလို့လုပ်နေကြတာရုပ်ရှင်တကားဖြစ်မြောက်ဖို့အတွက်ကိုသူတို့တွေအားလုံးကနောက်ကနေ support ပေးနေတာသူတို့ support ပေးလို့လေဒီလိုမျိုးရုပ်ရှင်ကားကောင်းတကားဆိုတာဖြစ်လာတာနော်ဒါကြောင့်လူချမ်းတွေဇက်ပိုးစရံတွေကိုလည်းနေရာပေးကြပါမနှိမ်ညင်ကြပါနဲ့လူကိုလူလို့မြင်ပေးကြပါသူတို့တွေကိုလည်းထိုက်တဲ့အမှုပညာကြီးကိုပေးကြပါလို့ပြောချင်ပါတယ်ရှင်အခုကြည့်နေတဲ့သူတွေအနေနဲ့ရောအေဂျင့်မှာအမှုပညာကြီးတိမ့်တထောင်ယူတာနဲ့ပတ်သက်ပြီးထိုက်တန်တယ်လို့ထင်လားယူသင့်တယ်လို့ထင်ရဲ့လားရှင် comment လေးမှာရေးတော့ခဲ့ပြီးအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာလည်းနာမည်ကြီးနေတဲ့သတင်းအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ page လေးကို like and follow လေးလုပ်ခဲ့ပြီးအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်